အားလုံးပဲမင်္ဂလာပါဒီနေ့တော့လီဗာပူးရဲ့ကန်ဝင်ကစားသမားတူဖြစ်တဲ့စတီဗင်ဂျရက်ရဲ့အကြောင်းကိုကျွန်တော်အနှစ်ချုပ်လေးပေါ်ပြပေးသွားမှာဖြစ်ပြီးတော့စတီဗင်ဂျရက်ရဲ့ဘောလုံးစကေးတွေကိုရှုစားရမှာဖြစ်ပါတယ်စတီဗင်ဂျရက်ကို1980ခုနှစ်မေလ30ရက်နေ့မှာအင်္ဂလန်နိုင်ငံမှာမွေးဖွားခဲ့တာဖြစ်ပါတယ်စတီဗင်ဂျရက်အားလီဗာပူးအသင်းရဲ့ငယ်မွေးချန်ပေါက်ကစားသမားတူဖြစ်ပြီးတော့1998ကနေ2015ခုနှစ်အထိအသင်းကောင်းဆောင်အဖြစ်ပါဝင်ကစားခဲ့တဲ့သူလည်းဖြစ်ပါတယ်စတီဗင်ဂျရက်ရဲ့အကြော်ကြားဆုံးအချိန်ကတော့2005ခုနှစ် UEFA Champions League Final မှာ AC မီလန်အသင်းကိုအံ့ဖွယ်သွင်းဂိုးတွေနဲ့အနိုင်ရရှိခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်။စတီဗင်ဂျရက်ဟာလီဗာပူးအသင်းအတွက်ပွဲပေါင်း910အထိကစားခဲ့ပြီးတော့သွင်းဂိုးပေါင်း185ဂိုးအထိသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။စတီဗင်ဂျရက်ရဲ့အောင်မြင်မှုတွေကတော့ UEFA Champions League တစ်ကြိမ် FA Cup 2ကြိမ်နဲ့ League Cup 3ကြိမ်တို့ကိုစကူရရှိခဲ့တဲ့သူလည်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့လီဗာပူးအသင်းကောင်းဆောင်တအိုးဖြစ်တဲ့စတီဗင်ဂျရက်ရဲ့ဦးဆောင်နိုင်မှုတွေနဲ့အတူစတီဗင်ဂျရက်ရဲ့စကေးတွေကိုချူစားရမှာပဲဖြစ်ပါတယ်။